ဘာလို့ကြောင်လေးတွေက creamy tree လို့ခေါ်တဲ့ဒီမုတ်ချောင်းလေးတွေမြင်တာနဲ့အရန်စားခြင်းကြတာလဲအဲ့ထဲမှာဘာတွေပါလို့လဲတကယ်တော့ creamy tree တွေကကြောင်တွေအရန်ကြိုက်အောင်အထူးထုတ်လုပ်ထားတာပါအဓိကပါဝင်တာကတော့အသားတူနာ chicken salmon ရေဓာတ်အများကြီးနဲ့ကြောင်တွေကြိုက်တဲ့အနံ့ protein that နူးညံ့တဲ့ creamy texture တွေပါဝင်ပါတယ်ကြောင်တွေကကျွန်တော်တို့လူတွေလိုအချိုမခံစားနိုင်ဘူးဗျဒါပေမဲ့အသားအနံ့နဲ့ protein ကိုတို့ကရမ်းကြိုက်ကြတယ်creamy အကောင်းစားတွေမှာတော့မျက်စိနဲ့နှလုံးကိုကောင်းစေတဲ့ taurine, omega 3, lysine, vitamin E အစာချေစနစ်ကိုကူညီဖို့ fiber နဲ့ prebiotic တွေပါဝင်ပါတယ်ဒီလိုပါဝင်ပစ္စည်းတွေကခွင့်ပြုထားတဲ့ပမာဏဖြစ်ပြီးအနေနဲ့အများကြီးမရှိပါဘူးဆိုတော့ creamy treat တွေကကောင်းလားဆိုရင်တော့အများကြီးကျွေးရင်တော့ calorie များတာဝလာတာစီးကျူရောဂါဖြစ်နိုင်ခြေရှိတာပုံမှန်အာဟာရပြည့်တဲ့ကြောင်စာ short စားဖို့ဖြစ်နိုင်တာတလို့တချို့အပေါ်စား creamy တွေမှာ sodium ဓာတ်အလွန်ကျွံပါတဲ့အတွက်နှလုံးနဲ့ကြောက်ကပ်ကိုထိနိုင်ပါတယ်ဆိုတော့ protein ရေဓာတ်နဲ့အာဟာရဓာတ်ပါတဲ့ creamy တွေကိုကျွေးတာဟာအစာအနေနဲ့အစားထိုးဆိုတာလုံးဝမဖြစ်သင့်ပါဘူးအဓိကကတော့ creamy တွေက treat ဆိုတဲ့အတိုင်း reward အနေနဲ့သူတို့လေးလိမ်မာရင်သို့မဟုတ်ခိုင်းတာလုပ်နေတဲ့အချိန်တွေမှသာတစ်ခါတည်းအနေနဲ့ကျွေးတင်ပြီးအများကြီးမကျွေးတင်ပါ